ရာသီဥတုပြောင်းလဲမှုကြောင့်ရေရှားပါမှုဒဏ်ကိုပုံမခံစားလာရတဲ့အခါအမျိုးသမီးတွေရဲ့ခန္ဓာရည်ရှိမှုနဲ့လိုက်ရောညီထွေဖြစ်အောင်ဆောင်ရွက်နိုင်မှုဟာအလွန်အရေးကြီးလာပါတယ်အမျိုးသမီးတွေဟာရေစီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေမှာဥဆောင်ပါဝင်ခွင့်ရှိရပါမယ်။သူတို့ရဲ့အတန်တွေကပုံမထိရောက်တဲ့ဝန်ဆောင်မှုတွေကိုဖြစ်ပေါ်စေပါတယ်။ရေစီးဆင်းရာတိုင်းမှာတန်းတူညီမျှမှုတွေပွင့်လန်းလာဖို့တူတူစ조사ကြပါစို့။ရေစီးဆင်းရာညီမျှခြင်းများပွင့်လန်းပါ။